Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ mascot တွေဆွဲတဲ့ illustrator ထားအောင်ပါဒီနေ့ကျွန်တော် sharing လုပ်ပေးချင်တာပေါ့နော် mascot နဲ့ပတ်သက်ပြီးတော့တော်တော်များသိပြီးသားရှိတာသိပြီးတဲ့လူတွေလည်းသိပြီပေါ့နော်တချို့မသိသေးတဲ့လူတွေအတွက် sharing လုပ်ပေးချင်တဲ့သဘောပါဒါမှ share တဲ့ထဲမှာလည်းကျွန်တော်တို့ပုံမှန်မြင်နေကြမဟုတ်တဲ့ပုံစံမျိုးလေးတွေကျွန်တော်တို့တိတ်မသိသေးတဲ့ဟာမျိုးလေးတွေကိုအဓိကထားပြီးတော့ကျွန်တော်ပြောပြပေးပါနော်ဒီတော့ကျွန်တော် screen share လိုက်ပါမယ်ကျွန်တော်တို့ဒီ brand mascot တွေကိုဘယ်လိုသုံးချမလဲမသိသေးတဲ့လူတွေတော့ပေါ့နော်တချို့သိပြီးသားလူတွေလည်းရှိမှာပေါ့ဒါပေမဲ့ mascot ကဒီတိုင်းလေးကတ်တွန်းလေးပုံလေးလိုမျိုးပဲဒီ design ထဲမှာပြည့်ထည့်လိုက်တာမျိုးမဟုတ်ဘူးပေါ့နော် mascot ဆိုတာကျွန်တော်တို့ character လေးတွေက brand ကိုစားပြုတဲ့ character တွေဖြစ်တဲ့တရားမို့လို့ဒီ brand နဲ့လိုက်ဖက်အောင်သုံးမယ်ဟာမျိုးတွေလည်းရှိရပါတော့အဲ့တော့အသေးစိတ်လေးကျွန်တော်တို့ပြောကြအောင်ဒါပေမဲ့အရင်ဆုံးbrand mascot တွေကို graphic designer တွေကဘယ်လိုသုံးချလဲပေါ့နော်ကျွန်တော် graphic designer တွေကိုတည်ပြီးတော့ပြောလိုက်တယ်ဆိုတာလေ graphic designer ဆိုတာလို့ design ဆွဲလို့တက်တာပေါ့နော်ဒီမှာရေးထားလို့ပဲကျွန်တော်တို့ graphic designer လို့ပြောလိုက်ပြီဆိုရင်ကျွန်တော်များ design ဆွဲတဲ့လောက်ပဲသိတယ်ပေါ့ဒါပေမဲ့လုပ်ငန်းတစ်ခုရဲ့ first impression ကိုကောင်းစေတယ်သူအဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီလုပ်ငန်းတစ်ခုခုကကျွန်တော် page ထဲကိုဝင်ကြည့်မယ်ဒါမှမဟုတ်လဲ design တွေကိုကြည့်လိုက်မယ်ဆိုရင်အဓိက design တွေကိုယင်ကြည့်ရပါတော့ page တွေကိုဝင်လိုက်တာနဲ့ page ထဲမှာကြည့်လိုက်တာနဲ့ဆွဲဆောင်မှုရှိတဲ့ design လေးတွေဆွဲထားရဲဆိုရင်လည်းဒီလုပ်ငန်းတစ်ခုရဲ့ first impression ကိုကောင်းအောင်လုပ်ပေးနိုင်တာဘယ်သူလဲဆို designer တွေပဲပေါ့နော်ပြီးတော့ရှုပ်ထွေးမှုတွေကိုနားလည်အောင်လုပ်ပေးနိုင်တယ်ဟုတ်တယ်ကျွန်တော်တို့ဒီ design တွေမှာလုပ်ငန်းတွေကသူတို့ကြော်ညာခြင်းတဲ့ဟာတွေမှာအများကြီးရှိတယ်ပေါ့နော်အဲ့ထဲကလို့ရှုပ်ရှက်ခတ်နေတဲ့ပြောလွယ်ကူပြောလို့ရပြောပြခတ်တဲ့ဟာမျိုးတွေကိုကျွန်တော်တို့ design တွေနဲ့ရှင်းလင်းအောင်တရုပ်ဖော်ပေးရတယ်ပုံလေးတွေနဲ့ design လေးတွေနဲ့အမြင်ဆွဲဆောင်မှုတွေရှိအောင်လုပ်ပေးရပါတော့ပြီးတော့ခန်းစားချက်တွေရှာဖွေပေးတယ်ခန်းစားချက်တွေရှာဖွေတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်း design တွေတော့ဆွဲဖို့တော့เนาะ design ဆွဲလူတွေတော်တော်များbrand ကိုလည်းခန်းစားပေးတယ်ဒီအကြည့်မဲ့သူတွေအတွက်ကိုလည်းအဲ့နေရာတွေလည်းခန်းစားပေးတယ်ပေါ့เนาะခန်းစားချက်တွေကိုရှာဖွေပေးတယ်ဘာလို့ပြောလဲဆိုတော့ကျွန်တော်တို့ design တစ်ခုကိုအကြည့်လိုက်တဲ့လူကခန်းစားချက်တစ်ခုမပါဘဲနဲ့ဒီမပါဘူးဆိုရင်ဒီကြောင်ညာကိုကြော်ပါเนาะဒီ design လေးကိုကြည့်ပြီးတော့ခန်းစားချက်တစ်ခုရသွားအောင်လုပ်ပေးနိုင်တာတွေကလည်း designer တွေပဲပေါ့เนาะပြီးတော့ရောင်းသူဝယ်သူတွေချိတ်ဆက်ပြီးဒါကတော့ခုနကအကုန်လုံးနဲ့အကျုံးဝင်ပါတယ်ရောင်းသူဝယ်သူဆိုတော့ကျွန်တော်တို့ဒီလုပ်ငန်းတွေက design သူတို့လိုချင်တဲ့သူတို့ရောင်းချင်တဲ့ကုန်ပစ္စည်းတွေ product တွေကိုဒီဝယ်သူတွေစီကိုရအောင်လို့ကျွန်တော်တို့ဂျားထဲကနေပြီးတော့ designer တွေကဂျားကန်တွေနဲ့ချိတ်ဆက်ပေးတယ်ပေါ့နော်အဲ့လိုပြောလို့ရတယ်ပြီးတော့အကြောင်းမြင့်တင်ပေးနိုင်တယ်သူဒါလည်းဟုတ်ပါတယ်ကျွန်တော်တို့ဒီ design တစ်ခုကောင်းလေးသုံးမယ်ဆိုရင် design ကောင်းလေးမြင်ပြီဆိုရင်ဝယ်လူတွေကိုဆွဲဆောင်မှုရှိလို့ပို့ပြီးတော့လည်းရောင်းအားတွေတက်လာနိုင်တာပေါ့နော်designer တွေခုံယူလို့ရပါတယ်အဲ့လိုပဲပေါ့နော်အဲ့လိုရည်ရှင်တွေရှိလို့ကျွန်တော်တို့ creation တခြားတော့ဆိုလဲပုံဆွဲတွေရှိမယ်တခြားရုပ်ရှင်ရိုက်တဲ့လူတွေရှိမယ်မျိုးရှိတယ်ပေါ့နော်ဒါပေမဲ့အများစုလည်းမှာအကုန်လုံးလူပညာရှင်တွေပဲအဲ့ဒီမှာကျွန်တော်တို့ဒီ graphic designer တွေကပို့ပြီးတော့လုပ်ငန်းရှင်တွေနဲ့ပို့ပြီးတော့နီးကပ်နဲ့ထိတွေ့ဝင်ကြတာပေါ့နော်ပြီးတော့အဲ့အကြောင်းမို့လို့ကျွန်တော်တို့ဒီ graphic designer တွေတည်ထားတဲ့အထက်မှာဒီ mascot တွေလည်းပါတယ်ပေါ့နော် mascot အကြောင်းကလည်းတည်ရမယ်ဗျမတည်ဘဲနဲ့ကျွန်တော်တို့ဒီပုံမှန်အတိုင်းလေးပဲ character လေးတစ်ကောင်အနေနဲ့ဆိုပြီးတော့ထည့်ပြီးသုံးတာတက်ဆိုင်ဒီ mascot တွေမှာလည်းကျွန်တော်တို့ဒီ brand နဲ့လိုက်ဖက်အောင်ကျွန်တော်ဆွဲထားတာရှိရပါတော့အဲ့ဒါတွေအကုန်လုံးဒီ design နဲ့တွဲပြီးတော့ကောင်းကောင်းလေးအသုံးပြုတတ်ရမယ်ပေါ့နော်အဲ့ခုနပြောတဲ့ design တွေမှာလည်းလူတွေကဆွဲဆောင်မှုရှိလို့မျိုးကျွန်တော်ဒီ mascot လေးပါပြီဆိုလဲပို့ပြီးတော့ဆွဲဆောင်မှုရှိရပါတော့
အဲ့ဒီလိုကျွန်တော်အသေးစိတ်ပြောအောင်အရင်ဆုံးအဲ့ကျွန်တော်ဒီ graphic designer တွေသုံးဖို့အတွက်က composition တွေပါရှိသေးတယ်ပေါ့နော်အဲ့ဒါမပြောခင်ကျွန်တော်ဒီ logo ဒီ mascot တွေကဘယ်လိုအကျိုးကျေးဇူးတွေပြီးလဲဆိုတာလေးကိုမသိသေးတဲ့လူတွေအတွက်နည်းနည်းထည့်ပြောပြမယ်ပေါ့နော်mascot ကကျွန်တော် logo တစ်ခုလိုပဲပေါ့နော် logo တစ်ခုလိုပဲ logo ကတော့ main ဖြစ်တာပေါ့နော် logo ကအရင်ဆုံး brand တစ်ခုရဲ့မျက်နှာလို့ပြောကြတယ်အဲ့လိုပဲတို့ဒီ mascot လေးကျတော့လေဒီလုပ်ငန်းတစ်ခုကိုပို့ပြီးတော့လူတွေစိတ်ဝင်စားလာအောင်အသက်အဝိညာဉ်လေးတစ်ခုထည့်ပေးလိုက်သလိုပဲလှုပ်ရှားမှုတွေပါလာမယ်ဒီ character လေးကအသက်ဝင်လာပြီးအသက်ဝင်တဲ့ပုံစံမျိုးဖြစ်နေပြီဆိုရင်တို့ဒီလုပ်ငန်းတွေကလူတွေရဲ့ရှင်နီးမှုပိုရစေတယ်ပေါ့နော်အဲကြောင့်အရင်ဆုံး no brand တစ်ခုအတွက်ကြော်ညာအတွက် brand တစ်ခုအတွက်ပေါ့နော်ဒီ mascot ရှိမယ်ဆိုရင်သုံးမယ်ဆိုရင်ပေါ့နော်အဲ mascot လေးကbrand နဲ့လိုက်ဖက်ရမယ်လို့အရောင်လေးပါရလဲလောကတိတိကျကျဖြစ်ရပါဘောနော်ပြီးတော့အဲ့တခုလည်းမဟုတ်ကျွန်တော်ဒီအခုဒီမှာဆိုရင်ကျွန်တော်ဆိုတာအေးဘူးလေးကိုကြော်ညာတဲ့ mascot အနေနဲ့ sample လေးပြရတာပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဒီအရောင်လေးတူရုံနဲ့မကအောင်ဒီပေါ့ဆိုတာဆိုရတဲ့ဘောပဲအေး soft drink လေးပေါ့နော်အေးတောက်တဲ့ခါကျရင်လူကလန်းလန်းဆန်းဆန်းတက်တက်ကြွကြွဖြစ်မဲ့ဆိုတော့ခံစားချက်မျိုးတွေပေးတဲ့ mascot မျိုးဖြစ်ရမယ်ဒီရမှမဟုတ်ဘူးเนาะတခြားကလေးပစ္စည်းဆိုလဲကလေးနဲ့လိုက်မဲ့ character လေးတွေကလည်းချစ်ဖို့ကောင်းအောင်ပဲပြီးတော့အဲ့လိုကလေးတယောက်လိုမျိုးနူးညံ့မှုတွေပါမယ်ဒါမျိုးတွေအများကြီးရှိသေးတယ်ပေါ့နော်အဲ့အရာတွေကလည်းကျွန်တော် mascot ဆွဲတဲ့အချိန်မှာအဲ့လို shade language တွေသုံးတာတွေအများကြီးရှိသေးတယ်ပေါ့နော်ဒါတွေကခဏထားလိုက်ပါလောဆယ်နောက်တစ်ခုอ่ะပေါ့နော်အခုအရင်ဆုံးပထမဆုံးတစ်ခုကဒီ mascot က logo တွေ brand identity တွေနဲ့fight ကိုက်ညီဖို့လိုတယ်ပေါ့နော်လုံးဝအကုန်လုံးတသားလေးဖြစ်နေရတာပေါ့နော်ပြီးတော့စိတ်ခံစားမှုတွေပြီးနိုင်တယ်ပေါ့ mascot တကောင်ဒီပုံလေးမှာဆိုကျွန်တော်မပုံမှာပြတာလို့ပဲ reply နောက်ကျပါလို့တောင်းပန်ပါတယ်ဆိုပြီးတော့ဒါက Euro တန်တောင်းပန်တဲ့စကားအထက်ဒီလိုမျိုးငိုပြီးတော့ကိုကခံစားချက်အပြည့်နဲ့အဲ့လိုမျိုးတွေပြောလိုက်တဲ့ပုံလေးနဲ့ဆိုရင်ဘာဖြစ်ကျွန်တော်ဒီလုပ်ငန်းတစ်ခုမှာ page မှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတစ်ခုခုမှားသွားတာဖြစ်ဖြစ်အဲ့လိုအခုဒီမှာဆို reply နောက်ကျပဲဖြစ်ဖြစ်အဲ့လိုတစ်ခုခုကိုကတောင်းပန်နေတာမျိုးတွေမှာလူတယောက်အနေနဲ့တောင်းပန်တာတစ်ဆိုင်ဒီလို character လေးတွေကmascot လေးတစ်ကောင်ရှိပြီဆိုရင် mascot ပုံစံလေးနဲ့တောင်းပန်လိုက်ပြီဆိုရင်လူတွေကအနည်းဆုံးတော့စိတ်ဆိုးနေတဲ့လူဆန်တော့မှနည်းနည်းတစ်မျိုးလေးတော့ဖြစ်သွားပါဘောနော်အဲ့လိုလူတယောက်ကတောင်းပန်တာထက်ဆိုင်ဒီလို character လေးနဲ့တောင်းပန်တာမျိုးလေးကြီးစုတင်တာမျိုးလေးတွေမျိုးလုပ်လို့ရပါဘောနော်ပြီးတော့ငွေဝင်ထွက်လေးတွေဆိုလဲငွေလွှဲရောက်ပါတယ်ပြီးတော့ငွေလွှဲလိုက်ပါတယ်ဆိုတော့အဲ့လိုဟာမျိုးလေးတွေလည်းရှိမယ်ပေါ့နော်ပြီးတော့ဒီတိုင်း mascot ကသုံးလိုက်မသုံးလိုက်လို့နေမဲ့အတူတူအမြဲတမ်းပုံတည်လေးတောင်းသုံးဖို့တော့လိုတယ်ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်တို့မေ့သွားတယ်တော့လူတွေကကိုလိုပဲကြော်ညာလေးအများကြီးကြားတဲ့မှာကိုကြော်ညာလေးတွေကိုပေါက်ဖို့အတွက်ကအဲ့လို mascot တကောင်ကအမြဲတမ်း mascot လေးကအမြဲတမ်းပုံမှန်ခဏတွေ့နေပြီဆိုရင်လူတွေလည်းမြန်မာများရှင်းသီးလို့ပေါ့နော်ဒီလိုအကောင်လေးဆိုလဲခဏသုံးပေးရတယ်ပဲကျွန်တော်တို့ရှင်းသီးမှုပိုရစေတယ်ပေါ့နော်ခုနပြောလို့ပဲကျွန်တော်တို့ဒီ admin တယောက်အနေနဲ့လည်းခံစားပြီးတော့ပြောပြလို့ရတယ်ဘလို့အခုတော်တော်များ online shopping တွေရောအကုန်လုံး page တွေတော်တော်များမှာမင်းနဲ့ဆိုပြီး admin ကိုအတူကောက်သုံးလို့ပေါ့နော်အဲ့လိုမျိုးသုံးကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့က mascot တစ်ကောင်ရှိမယ်ဒီ mascot လေးရဲ့နာမည်လေးရှိမယ်အဲ့လို mascot ရဲ့ personality လေးတခြားလေးလောက်ထားမယ်သူရဲ့ background mascot ရဲ့ background ဘယ်လိုခေါ်မလဲသူရဲ့ biography တွေပေါ့နော်အဲ့ဒီတခြားလောက်ထားမယ်ဆိုရင်နောက်ဒီ character လေးတစ်ကောင်ကလူတစ်ယောက်လိုမျိုးစကားပြောနေပြီဆိုရင်လူတွေကအမှတ်မိလာမှာပေါ့နော်ဟိုဒီမှာဆိုရင်ကျွန်တော်တို့ကျတော့ pixel drop creative ဆိုတော့ကျွန်တော် pixel drop အစား pipit ဆိုပြီးတော့ကျွန်တော်နာမည်လေးဒီတိုင်းပဲပေးလိုက်တာပါဒါကတကယ်နာမည်တော့မဟုတ်ပါဘူးကျွန်တော်sample ပြရပါပေါ့နော်မင်္ဂလာပါ pipit ဘယ်လိုကူညီရမလဲဆိုတာမျိုးလေးအဲ့လိုမျိုးပေါ့နော်တခြားကိုယ့်ရဲ့ brand တစ်ခုမှာကိုယ့် character လေးကကိုယ့်ရဲ့သူ့ကိုယ်သူနာမည်နာစားလေးသုံးပြီးတော့စကားပြောတာဟာမျိုးလေးတွေကလူတွေနဲ့ရှင်းနေမှုအရင်ရစေတယ်ပေါ့admin တယောက်စကားပြောလို့မခံစားရပါတော့
အဲ့ဒါလည်းတခြားလူတွေကမင်လုပ်နေတဲ့အချိန်မှာကို character လေးနဲ့ကိုနာမည်လေးနဲ့ဆိုရင်အဲ့ဒါကွဲပြားသွားတာပဲအဲ့လိုမျိုးလေးသုံးရမယ်ပြီးတော့ထပ်ခါတည်းလည်းနေ့တိုင်းဒီပါပုံတင်တဲ့အချိန်မှာလည်းသုံးရမယ်ဒီဇိုင်းတွေတင်တဲ့ခါမှာလည်းထည့်သုံးရမယ်ပြီးတော့messenger ကနေပြီးတော့ reply ပြန်တဲ့ခါလေးမှာလည်းကျွန်တော်ဒီ character လေးနဲ့စကားပြောလို့ရတာပေါ့ဒါကတော့ mascot ခုနအကြောင်းအရာတွေကတော့ကျွန်တော်တို့အများကြီးတော့ရှိသေးတယ်ပေါ့နော်ဒါပေမဲ့အဲ့လောက်တည်ထားရင်ဟိုကျွန်တော်တို့တော်လေးအဆင်ပြေပြီဒါလေးတည်ထားပြီဆိုရင်နောက်ထပ်တည်ထားဖို့ဘာရှိအောင်မလဲဆိုတော့ကျွန်တော်တို့ဒီခုနပြောတဲ့ composition တွေပေါ့နော်ဒီ mascot တကောင်ဒီတိုင်းမသုံးတတ်ဘဲနဲ့တခြားလေးသုံးတတ်ရမှာနော်တခြားလေးသုံးတတ်မယ်ဆိုရင်တော့ပို့ပြီးတော့ထိထိရောက်ရှိလိမ့်မယ်ဘယ်လိုပြောမလဲmascot ကကတ်တုန်းတဲ့ပုံမဟုတ်ဗျာအဲဒါကြောင့်မို့လို့ character လေးတစ်ကောင်ပုံသေးမရှိဘဲနဲ့ဟိုပုံလေးထည့်ဒီပုံလေးထည့်လုပ်နေတာမဟုတ်ဘဲနဲ့ character လေးတစ်ကောင်ပေါ့နော်အဲ့လိုတခြားတွေးမြပုံတွေကောက်ထည့်ပြီးတော့လုပ်တဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော် mascot ဆိုတာအဲဒါကြောင့်မို့လို့ composition ရလည်းအရေးကြီးရပေါ့နော် composition တွေထဲမှာကျွန်တော် composition ဆိုတာပြောရမယ်ဆိုရင်အထားသူ composition အထားသူပေါ့နော်ပြီးတော့ဘလို့သုံးချမလဲအဲ့လို usage လို့လည်းပြောလို့ရအောင်နော် mascot လို့ဘလို့သုံးချမလဲဆိုတာမျိုးလေးကိုနားလည်လို့တွေးလို့ရပါတယ်အဲ့မှာလည်းအချက်တွေအများကြီးရှိရပါတော့ကျွန်တော်တို့ဒီပထမဆုံးတစ်ခုကထုတ်ကုန်နဲ့ဓာတ်ရိုက်ထိတွေ့ခြင်းပေါ့နော်ကျွန်တော်တို့ mascot လေးတွေကိုသုံးရင်တော်တော်များစာရှိမယ်ပြီးနာဒီ design ထဲမှာထည့်ခြင်းတဲ့စာလေးရှိမယ်ပြီးနာ mascot တွေတစ်ကောင်ရှိမယ် mascot ဒီတိုင်းလေးမတက်ရက်နေမယ်ဒီကပြောချင်တာပြောနေမယ်အဲ့လိုမျိုးဆိုတာထက်ဒီ mascot ကဒီစကားတွေကိုဒီ brand ကပေးခြင်းတဲ့စကားတွေကြော်ညာခြင်းတဲ့စာတွေကိုသူကကိုစားပြောပေးမဲ့သူဆိုတော့သူ့ကိုလုံးဝထိတွေ့မှုရှိရတယ်ပေါ့နော်အဲ့တော့ mascot ကဒီကျွန်တော်တို့ A ဘူးလေးဆိုလဲခုန A ဘူးလေးဆိုလဲ A ဘူးကိုကင်ထားတာဒါမှမဟုတ်ဖတ်ထားတာအဲ့ A ကိုတောက်ပြနေတာဒါမျိုးလေးတွေကကျွန်တော်တို့ကသုံးအောင်မယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကအဲ့ဒါရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ဒီ PPC ကအရန်ကောင်းတယ်ဆိုရရရှိရဆိုရခန်းစားချက်တွေကိုပေးဖို့အတွက်ဒီလိုမျိုးလေးလုပ်တာပေါ့နော်မဟုတ်ရင်ကျွန်တော် character တက်စာတက်နဲ့မဆိုင်ဒီလိုမျိုးတွေဖြစ်နေမှာပေါ့အဲ့တော့နှစ်ခုကိုချိတ်ဆက်မှုရှိရမယ်ဒါလေးက sample လေးပေါ့နော်ကျွန်တော်တို့ရှေ့မှာနိုင်ငံတကာလုပ်ခဲ့တဲ့ character mascot တွေရဲ့ design လေးပေါ့နော်ဒီလိုမျိုးလေးသူတို့ product တွေကိုသူတို့ကင်ကြရတယ်နောက်တစ်ခုကကြတော့ကျွန်တော်ခုနကတော့ဟိုပါပေါ့ဒီ product ကိုထားရိုက်ကင်တဲ့ဟာအခုနောက်တစ်ခုကကြတော့ကျွန်တော်စာသားလေးနဲ့ပေါင်းတာစာလုံးလေးတွေကင်တာဘယ်လိုခေါ်မလဲဆိုင်းဘုတ်လေးတွေကင်တာမျိုးလေးရှိမယ်ပြီးရင်စာလုံးကိုစာတစ်ခုခုလက်ဟန်လေးနဲ့ပြနေတာမျိုးလေးရှိမယ်အဲ့လိုမျိုးလေးပေါ့နော်ဒီမှာတော့ရေးထားလို့ပဲleading line လုပ်ပေးတာပေါ့ကျွန်တော်တို့ဒီတိုင်းကြည့်နေတဲ့ဆိုင်ကလူရဲ့မျက်စိကိုဘယ်ကိုကြည့်စေချင်လဲဆိုရဲမူတည်ပြီးတော့character လေးက mascot လေးကလက်ညှိုးထိုးပြနေတာလက်ဟန်လေးပြနေတာအဲ့လိုမျိုးလေးလုပ်လို့ရတယ်ကျွန်တော် call to action button လေး designer ရေးသိမှာပါကျွန်တော်တို့ဒီကို promotion ရှိရဆိုရင်လည်းဒီ promotion ကိုအခုပဲလက်မလွတ်လိုက်ပါနဲ့ဒါလေးကိုအခုပဲဆက်တွဲလိုက်ပါတော့အဲ့လိုစလုံးလေးတွေကအဓိကကြာရဟာမျိုးတွေဆိုလည်း character လေးက mascot လေးကအဲ့လို direction ပေးပြီးတော့ကြော်ညာပေးလို့ရတယ်ဒီလိုမျိုးလေးပေါ့နော်ဒီမှာဆိုလဲ character ရဲ့လက်ညှိုးတွေဟန်တွေအကုန်လုံးကဒီစာတွေကိုဖတ်မိစေတယ်ပေါ့နော်ဒါမျိုးလေးသုံးလို့ရတယ်နောက်တစ်ခုကဟိုဘောင်ပြန်နေထွက်လာပြီးတော့အဲ့လိုတူရွာလို့တဲ့သဘောပဲပေါ့နော်အဲ့လိုဒီတိုင်း character တွေကမတ်ကြီးအများနဲ့ရက်နေပြင်းဖို့ကောင်းတယ်အဲ့လိုမျိုးဟိုဘယ်နဲ့ကျွန်တော်ဒီdesign ရဲ့ဘေးထောင်လေးကနေထွက်လာပြီးတော့လှမ်းပြီးတော့ wave လုပ်ပြနေတာမျိုးလေးတွေအများကြီးပါပဲလုပ်လို့ရတယ်အဓိကတော့ down လေးကနေတုံးတာပေါ့နော်အဲ့လိုအပေါ်စီကစောက်တိုးတွေပါထွက်လာမျိုးလည်းလုပ်လို့တော့ရတယ်ဒါတော်တော်များအဲ့လိုလုပ်တာရှားပါတယ်အဓိကအများဆုံးလုပ်တာအောက်ကနေပြီးတော့ဒီ canvas အောက်ကနေပြီးတော့ design ရဲ့ canvas အောက်
အောက်လေးကနေပြီးတော့ခေါင်းလေးထွက်လာပြီးတော့စကားပြောတာမျိုးလေးပေါ့နော်အဲ့ဒါတွေကဗီဒီယိုတွေမှာဆိုရင်တော့ပိုကောင်းတော့ animation လေးတွေဗီဒီယိုလေးဆိုရင်တော့လှုပ်လို့ရှားရှားလေးနဲ့ထွက်လာတာလေးတွေကပို့ပြီးတော့ဆွဲဆောင်မှုရှိတယ်ဟုတ်တယ်ဒီမှာကျွန်တော်ပြောရလို့ပဲwebsite ဒီမှာလည်းအဲ့လိုမျိုးလေးသုံးရတယ်အဲ့ဒါကဘယ်လိုအခြေအနေမှာသုံးကြလဲဆိုတော့ကျွန်တော်တို့ဒီ campaign တွေလုပ်တယ်ဝန်ထမ်း announcement တွေလုပ်တဲ့အခါမှာဝန်ထမ်းတွေအများကြီးကိုကြော်ညာတယ်ပေါ့နော်ကြီးညာတဲ့အခါမှာအပေါ်မှာလူတွေများတယ် mascot ကထည့်ကြမရှိဘူးဆိုပြီးတော့မထည့်လိုက်ပဲနေတာထက်ဆိုင်အဲ့လိုမျိုးတောင်လေးကတသေးလေးပဲထွက်နေတာမျိုးလေးတွေအဲ့ဒါမျိုးလေးလုပ်လို့ရတာပေါ့နော်ဒီမှာ sample လေးဒါကတော့ကျွန်တော်လို့ခုနလိုမျိုး sample design တွေရှာမတွေ့လို့ဒီလိုမျိုးလေးပြတာပေါ့နော်နမူနာပြတာဒီရှေ့ဆုံးပုံမှာဆိုလဲစာတွေများတဲ့အားမျိုးဖြစ်လိမ့်မယ် information အကြောင်းအရာတွေအများကြီးပြောစရာတွေရှိတယ်အဲ့လိုဟာမျိုးတွေမှာဒီလို character လေးကို down လေးထွက်မယ်ပြီးမျက်လုံးလေးကအဲ့စာလုံးလေးကိုအာယုံဆိုင်မိအောင်မျက်လုံး direction နဲ့လည်းပေးလို့ရတယ်ခုနကပြောလို့ကျွန်တော်လက်လေးနဲ့လက်ဟန်လေးနဲ့ပြောတာထက်ဆိုင်ဒီလိုဒီအဲ့လိုလဲရတယ်ဒီမျက်လုံးလေးနဲ့ကြည့်ရလဲတမျိုးရတာပေါ့နော်ခုနပြောလို့ကျွန်တော် congratulation လုပ်တယ်ဒီဝန်နာနောက်မှသိချင်ရတဲ့ဟာမျိုးဆိုလဲ character လေးကိုအောက်ဖက်လေးမှာပဲထားပြီးတော့ဒါမျိုးလေးလုပ်လို့ရတယ်ဒီဘက်မှာဆိုလဲနောက်တစ်ပုံဆိုလဲတို့ဆိုင်လိပ်စာတွေပါတယ်တခါကျရင်ကြီးညာတာမျိုးတွေရှိရပါတော့အဲ့လို announcement လုပ်တဲ့ခါမျိုးတွေကြာရင်စာရေးအရင်များတဲ့အခါကျရင် character လေးတွေက mascot လေးတွေကဒီတောင်လေးမှာပဲနေရာတသေးလေးယူပြီးတော့တုံးလို့ရတယ်ပြီးတော့ website banner တွေမှာအဲ့လိုမျိုးတွေတခုခု error တက်တာပေါ့ဆိုလဲဒါမျိုးလေးတုံးလို့ရအောင်နော်နောက်တစ်ခုကကျွန်တော်ရွယ်စားလေးပြောင်းပြီးတော့ကြော်ညာတာပေါ့နော်ကြော်ညာရလို့ပဲပြောသုံးပြရပေါ့ mascot ကိုကျွန်တော်တို့ကထုတ်ကုန်တွေကကျွန်တော်ဥမာအဲ့လိုပြောမလဲဆိုတော့ကျွန်တော်cookie တွေမုတ်တွေပါတယ်မှာဆိုရင်ကျွန်တော် cookie မုတ်တွေဆိုသူ့ရဲ့ site ကိုမသိရဘူးလေကျွန်တော်အထဲမှာဘယ်လောက်ပါလဲဘယ်လို site မျိုးရှိတယ်ဘယ်ရွယ်စားရှိတယ်ဆိုတော့မသိတဲ့အခြေအနေမျိုးတွေကိုလူတွေကမှန်းပြီးဝင်မဲ့အစားဒီလို character လေးကနေပြီးတော့ကျွန်တော် mascot လေးကနေပြီးတော့အဲ့လိုဒီ cookie အကြီးကိုမားနေတဲ့ပုံမျိုးလေးပေါ့နော်အဲ့လိုဟာမျိုးလေးဆိုရင်ဒီ cookie ကအကြီးရဆိုတဲ့ခံစားချက်ကိုပေးတယ်အဲ့လိုမျိုးလေးပေါ့နော်လုပ်လို့ရတယ်ဒီစာလေးလည်းဖတ်ကြည့်လို့ရပါကျွန်တော်ပြောတာရောဒီလိုစာဖတ်ပြီးတော့လည်းလိုက်ကြည့်လို့ရတယ်ဒါလေးက sample လေးပေါ့နော်ဒီမှာဆိုတက်ခဲလေးကိုသူကအဲ့လိုကင်ပြတာကြီးရယ်ဆိုတဲ့ခံစားချက်လည်းရရပါတော့ဟိုလိုသေးစေချင်တာတို့ကြီးစေချင်တာတို့မျိုးမျိုးလုပ်လို့ရပါတယ်ဒါလေးတွေကပုံသေးမဟုတ်ပဲနဲ့လူခံစားချက်တစ်ခုလည်းပြီးတာပေါ့ဒီတိုင်းပြင်းစရာကောင်းနေအောင်မျိုးသုံးတာတက်ဆိုင်ဒီလိုမျိုးလေးတွေ product ပေါ်မှာအိတ်နေတာတို့ product ကိုဖတ်ထားတာတို့အဲ့လိုတခါကျရင်လည်းဟိုတိုက်တွေပါအကြီးတွေလေလမ်းမပေါ်မှာတိုက်ကြီးဘေးနားနေပြီးတော့ character တွေကထွက်နေပြီးတော့အဲ့လိုကြော်ညာမျိုးတွေဆိုလဲဒါဆိုလဲဟို dynamic ဖြစ်တဲ့ဟိုသုံးနည်းလေးပေါ့နော်အဲ့လိုဟာတွေသုံးလို့ရတယ်ဒီຢာတွေပဲမဟုတ်ပါဘူးကျွန်တော်အများကြီးရှိသေးတယ်အဲ့ဒါတွေကိုလည်းကျွန်တော်နောက်ပိုင်းအဆင်ပြေလို့ဗီဒီယိုလေးလုပ်ပြပါမယ်ကျွန်တော်ဒါဟိုအစနေဆိုတာဒီပြန်ပြီးတော့ပြောမယ်ဆိုရင် graphic designer တွေကျွန်တော်ဘာလို့ UTE ပြောလဲဆိုတာအဓိကတော့ကျွန်တော်တို့ခုနပြောလို့ပဲဟိုပါဘောနော်ဒီလုပ်ငန်းရှင်တွေနဲ့အများဆုံးထိတွေ့ရတာ designer ကျွန်တော်တို့ဒီ illustrator တွေ artist တွေတခြားပုံဆွဲလူတွေအများကြီးရှိတယ်ဒါပေမဲ့အကုန်လုံးကအမြဲတမ်းလုပ်ငန်းရှင်တွေတိုက်ရိုက်လာတာမျိုးရှားတယ်ပေါ့နော်ကျွန်တော်ဒီ designer တွေကိုမေးပြီးတော့ designer တွေလိုအပ်ချက်ရှိတဲ့ပုံမူတည်ပြီးတော့လုပ်ငန်းတွေကတချို့ထက်ချိတ်လို့ရတဲ့ဟာမျိုးလေးကိုဒီဥမာ mascot တွေဒီလို carton လေးဆွဲခြင်းနဲ့ဆိုရင် designer တွေကိုမေးတာဆွဲတက်လာမေးကြတာများတယ်အဲ့လိုမျိုးကြရင်ကျွန်တော်တို့ဒီကိုညှို့မိလို့ရတာပေါ့နော်ကျွန်တော်စီမှာမဟုတ်ပါဘူးဒီလိုပုံဆွဲလူတွေညှို့ပေးကြတယ်ညှို့ပေးလို့ရတယ်လို့ပြောတာမဟုတ်ပါဘူးညှို့ပေးကြတယ်ပေါ့နော်အရင်တော့လည်းကျွန်တော်တို့တရားdesigner တွေကပဲအဓိကကျွန်တော်တို့စီကိုလုပ်ငန်းတွေကတဆင့်လာမျိုးများတာပေါ့
အဲ့တော့ကျွန်တော်တို့ဆွဲပြီးရုံနဲ့လည်းမပြီးဘူးเนาะဒီဇိုင်နာတွေကလည်းဒီ mascot လေးတွေကိုတုံးတဲ့အခါမှာခုနပြောလို့ကျွန်တော်တို့ဒီလိုနီးစနစ်လေးနဲ့တေချာလေးတုံးမယ်ဆိုရင်လုပ်ငန်းအတွက်လည်းကောင်းတယ်ကျွန်တော်တို့အတွက်လည်းကောင်းတယ်ပေါ့နော်နောက်တစ်ဖက်အကုန်လုံးအတွက်အဆင်ပြေတယ်ဒီအကြောင်းအရာတွေကကျွန်တော်တို့ဒီတိုင်းပြောနေုံနဲ့တော့မပြီးဘူးပေါ့နော် client တွေကိုလည်းသိဖို့လိုတယ်အဲကြောင့်လည်းကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ဖြစ်တာပေါ့အစားတော့ကျွန်တော်ဒီတိုင်းသိတယ်ကိုယ့်အကိုသိနေုံနဲ့လည်းမပြီးဘူးဘာလို့လို့ပြောလဲဆိုတော့ကျွန်တော်ကြော်ညာတာပေါ့နော်ကျွန်တော်လုပ်ငန်းဒီ mascot တွေကိုအလုပ်ပါတဲ့အချိန်မျိုးကြာကျွန်တော်လည်း post လုပ်ရတာပေါ့အဲ့ကျရင် page မှာလာမေး mascot ဆိုတာဘာမှမသိရတဲ့လူတွေတော်တော်များတယ်ပေါ့နော်လုပ်ငန်းကြီးတွေကတော့တည်တယ်တချို့လုပ်ငန်းအကြီးတော့မသိရတဲ့လူတွေရှိပါတယ်တိတ်ချနားမလဲတာပေါ့နော် mascot ဆိုတာတော့တည်တယ်ဒါပေမဲ့သူတို့ဘယ်လိုသုံးချမလဲဆိုတာမျိုးကြီးမသိတာတွေများတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီဟာလေးကိုဒီလိုမျိုးလေးသိအောင်လို့ပြောချင်လို့ပေါ့နော်ဒီဇိုင်နာရလည်းအများဆုံးဒီလုပ်ငန်းရှင်တွေနဲ့ထိတွေ့ရတာဆိုတော့သူတို့လိုအပ်ချက်တွေကိုကျွန်တော်တို့ကလည်းဖြည့်ဆည်းပေးဖို့ဒီဇိုင်နာရဲ့အနေနဲ့လည်းသိတယ်လို့ထင်လို့ပါဒီဇိုင်နာမှမဟုတ်ပါဘူးကျွန်တော် graphic designer မှမဟုတ်ဘူးဒီ marketing သမားတွေလည်းဒါမျိုးတွေသိရမယ်ဒီမှာ mascot နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနိုင်ငံမှာလည်းနေတယ်ပေါ့နော်ကျွန်တော်ပဲပြောမယ်ဆိုကျွန်တော်ပဲရှေ့အရင်ဆုံးလုပ်ခဲ့လူလို့ဖြစ်နေတာပေါ့ mascot နဲ့ပတ်သက်ပြီးသိပြီးတော့မလုပ်ကြအောင် YouTube မှာလည်းကျွန်တော်လာမေးရတဲ့ရှိရပေါ့နော် mascot ကိုဘယ်ကလေ့လာမလဲ YouTube မှာလည်းမတွေ့ဘူးပေါ့အဲ့ဒါဟုတ်တယ်ကျွန်တော်ကိုယ်တိုင်လည်း mascot တွေဘယ်လိုလေ့လာခဲ့လဲဆိုတော့ဟိုကနေပဲဘယ်လို Behance တို့ဘာလို့မှာဒီလုပ်ငန်းတွေရဲ့project တွေပေါ့နော်ဒီ designer တွေကသူတို့လုပ်ခဲ့တဲ့ project တွေတင်တယ်အဲ့ဒီမှာ mascot အကြောင်းလေးပါအဲ့လိုဟာလေးကိုတော်တော်ရှာပပကိုလိုက်ရှာပြီးတော့ကျွန်တော်လေ့လာရအောင်ပြီးတော့အရင်တော့လုပ်ခဲ့တဲ့ brand ကြီးတွေဘယ်လိုသုံးလဲအဲ့ဒါဒီလိုလိုက်ကြည့်ပြီးတော့ပဲကျွန်တော်လေ့လာခဲ့ရတာကျွန်တော်ကိုယ်တိုင်လည်းဒီ mascot နဲ့ပတ်သက်ပြီးတင်တန်းလေးတက်ခဲ့ဦးတာမဟုတ်ဘူးဒါပေမဲ့ lesson ကံဖို့အတွက်ကျွန်တော်တင်တန်းပေးတာမျိုးလေးဒီလိုမျိုး share လုပ်တာမျိုးလေးလုပ်ပေးဖြစ်တာပေါ့နော်အဲ့တော့ခုနတရားတွေအကုန်လုံးအများကြီးတော့ရှိတယ်ပေါ့နော်အဲ့ဒါပြီးဆိုဒီဇိုင်နာတွေကိုယ်တိုင်အောင် mascot ဆွဲတတ်ဖို့လိုလားဒါကတော့ကျွန်တော်နောက်ဗီဒီယိုကြာရင်ထပ်ပြောပြပါမယ်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်ကျွန်တော်သိချင်တဲ့ဟာလေးကိုလည်း comment ပေးပါလို့ရတယ်chat box ကနေလာမေးလို့လည်းရတယ်ပေါ့နော်ကျွန်တော်ဘယ်လိုဗီဒီယိုမျိုးလေးလုပ်ပေးရမလဲဆိုတာမျိုးလေးတွေပြောပေးလို့ရတယ်အဲ့ဆိုအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဆုံးတဲ့ထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်အခါရည်လည်းထင်တယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် see you ပါ